ဒေါ်လာတန်150ကျွဲဝါးတဲ့လူငယ်လေးတယောက်ရဲ့လျှို့ဝှက်ချက်တွေကိုတင်သိပါသလားအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အငယ်ဆုံးသားဘယ်ရန်ထရမ့်အကြောင်းကိုပြောပြမှာပါသူကကမ္ဘာမှာစောင့်ရှောက်မှုအခမ်းအနားဆုံးနဲ့လူမသိအောင်အနေထိုင်အတက်ဆုံးလူငယ်တယောက်ပါဒီနေ့မှာတော့ဘယ်ရန်ရဲ့လျှို့ဝှက်လုံးနဲ့အခြေရင်းနဲ့သူတို့ရဲ့အသီးသန့်ကမ္ဘာလေးတွေကိုခေါ်သွားပေးပါမယ်ဘယ်ရန်ထရမ့်ဆိုတာနဲ့ကျွန်တော်တို့အားလုံးကလူချမ်းသာသားအရက်အရှိကြီးလိုပဲသိထားကြတာပါဒါပေမဲ့သူ့ရဲ့တကယ်ဘဝကကျွန်တော်တို့ထင်ထားတာထက်အများကြီးပိုပြီးထူးခြားပါတယ်သူကအသက်19နှစ်ပဲရှိနေသေးပေမဲ့ cryptocurrency လောကမှာဒေါ်လာတန်150ကျော်ချမ်းသာနေပြီဖြစ်တယ်လို့သူရဲ့ဖခင်ရွေးကောက်ပွဲမှာလေလူငယ်တွေရဲ့ထောက်ခံမှုရအောင်နောက်ွယ်ကနေအကြံပေးခဲ့တဲ့သူပါဒါပေမဲ့ဒီလောက်အောင်မြင်နေတဲ့လူငယ်တယောက်ရဲ့အခြေရေးကဘယ်လိုမျိုးဖြစ်မလဲဘာလို့နဲ့သူ့ရဲ့ရည်သားလေးတို့ကအခြားအတွဲတွေလိုလူမြင်ကွင်းမှာရှောက်သွားလို့မရကြပါဘူးသူတို့နှစ်ယောက်ဘယ်လိုစားတွေ့ခဲ့ကြလဲဆိုတာကစိတ်ဝင်စားစရာပါသတင်းတွေအရသူတို့က online ကနေတဆင့်စတင်တည်ကျွမ်းခဲ့ကြတာလို့သိရပါတယ်ဘာလို့အပြင်လောကမှာထက် online လောကမှာပိုပြီးလွတ်လပ်တယ်လို့ခံစားရပုံရပါတယ်သူဟာ Discovery, H4 chat တွေကနေတဆင့်သူ့ရဲ့တငယ်ချင်းတွေချစ်သူတွေနဲ့ဆက်သွယ်လေးရှိပါတယ်။ဘာလို့လဲဆိုတော့အပြင်မှာလူတယောက်နဲ့တွေ့ဖို့ဆိုရင် secret service တွေကအရင်ဆုံးစစ်ဆေးရတာမျိုးတွေရှိလို့ပါ။ဘာလို့နဲ့ချစ်သူဖြစ်ရတာကနတ်သမီးပုံမြင်တဲကလို့တော့မဟုတ်ပါဘူး။တခုခုဆို secret service တွေကဘေးမှာအမြဲရှိနေတာကြောင့်တာမန်အတွဲတွေလိုလမ်းဘေးဆိုင်မှာမုံစားတာမျိုး Instagram မှာဓာတ်ပုံတင်တာမျိုးတွေလုံးဝလုပ်လို့မရပါဘူး။သူတို့ချင်းတွေ့မယ်ဆိုရင်တော့မှ Trump Tower တွေကအထက်တစ်ခုလုံးကိုလူရှင်းပြီးမှတီးတန့်ညစာစားကြရတာပါ။ဒါဟာဘလောက်တောင်လျှို့ဝှက်လုံးတလဲဆိုတာစဉ်းစားကြည့်ပါဦး။ဒါပေမဲ့ဒီကြားထဲမှာသူတို့နှစ်ယောက်လမ်းခွဲခဲ့ကြသေးတယ်လို့သတင်းတွေထွက်ခဲ့ပါတယ်။2025ခုနှစ်နောက်ပိုင်းမှာသူတို့လမ်းခွဲခဲ့ကြတာပါ။အကြောင်းရင်းကတော့အဲ့ဒီကောင်မလေးကဘာရွန်ရဲ့အရေးရောက်မှာပဲနေရတာထက်သူ့ရဲ့ကိုယ်ပိုင်ဘဝနဲ့အလောက်ကိုင်းကိုရှာဖွေခြင်းလို့ဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။ဒါပေမဲ့2026ခုနှစ်အစပိုင်းမှာတော့သူတို့နှစ်ယောက်ပြန်လည်အဆင်ပြေသွားကြတယ်လို့သိရပါတယ်။ဒါဟာသူတို့ကြားကတန်ရုံးစဉ်ဘလောက်တောင်ခိုင်မြဲသလဲဆိုတာကိုပြသနေတာပါ။ဘာရွန်ရဲ့စိတ်ဓာတ်နဲ့ပတ်သက်ပြီးလူတည်နေတဲ့ဖြစ်ရပ်တစ်ခုကိုပြောပြခြင်းပါတယ်။အဲ့ဒါကတော့2025ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ FaceTime ကိစ္စပါ။လန်ဒန်ကသူ့ရဲ့တငယ်ချင်းမလေးတယောက်ကသူ့စီကို FaceTime ခေါ်နေတော့မှအဲ့ဒီမိန်းကလေးကရိုက်နှက်နှိပ်စက်ခံနေရတာကိုဘာရွန်ကမြင်လိုက်ရပါတယ်။အဲ့ဒီချိန်မှာသူဟာအသက်18နှစ်ပဲရှိနေသေးပေမဲ့ချက်ချင်းပဲပြည်တိုင်းကအရေးပေါ်နံပါတ်999ကိုဆက်သွယ်ပြီးတော့ကူညီတောင်းပေးခဲ့ပါတယ်။အဲ့ဒီလောက်ရကြောင်းအဲ့ဒီမိန်းကလေးရဲ့တက်ကိုကယ်တင်နိုင်ခဲ့တယ်လို့ဘာရွန်ဟာလည်းသူရဲ့ကောင်းတစ်ယောက်လိုချီးကျူးခံခဲ့ရပါတယ်။ဘာရွန်ဟာငငယ်ကလေးကရွှေတွန်းလဲတွေစိန်ခံပစ္စည်းတွေကြားမှာကြီးပြင်းလာခဲ့ရတာပါ။မယ်လနီယာထရမ့်ကသူ့ရဲ့သားကိုအမြဲတမ်းအကာအကွယ်ပေးထားပြီးတာမန်လူငယ်တယောက်လိုကြီးပြင်းလာအောင်အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ဒါကြောင့်လည်းဘာရွန်ဟာဒီလောက်ချမ်းသာကြွယ်ဝနေပေမဲ့အနေထိုင်တည်ငြိမ်ပြီးတော့လူတည်နေအောင်နေနိုင်နေတာပါ။အခုဆိုရင်ဘာရွန်က NYU မှာကျောင်းတက်နေရင်သူ့ရဲ့ကိုယ်ပိုင်ဘဝကိုတည်ဆောက်နေပါတယ်။သူ့ရဲ့ချစ်သူကဘသူလဲဆိုတာကိုတော့အခုထိဘသူမှတိတိကျကျမသိရသေးပါဘူး။သူတို့နှစ်ယောက်ကဒီလောက်ထိလျှို့ဝှက်နိုင်လွန်းတာကလည်းချီးကျူးစရာပါ။ကမ္ဘာမှာနာမည်အကြီးဆုံးမိသားစုတွေကဖြစ်နေပေမဲ့လည်းကိုယ်ပိုင် privacy ကိုအကောင်းဆုံးထိန်းသိမ်းထားနိုင်ကြပါတယ်။အချုပ်ပြောရရင်တော့ဘာရွန်ထရမ့်နဲ့သူ့ရဲ့လျှို့ဝှက်ချစ်သူတို့ရဲ့ကမ္ဘာလေးကငွေကြေးတွေအာဏာတွေထွက် privacy နဲ့တယောက်ကိုတယောက်နားလည်မှုပေါ်မှာပို့ပြီးတော့အခြေခံထားပုံရပါတယ်။ဒီလိုခက်ခဲတဲ့အခြေအနေတွေကြားတွေကတိဆောက်ထားတဲ့သူတို့ရဲ့အခြေအနေကနောက်တစ်ချိန်မှာဘယ်လိုမျိုးဖြစ်လာမလဲဆိုတာကတော့တကယ်ကိုစိတ်ဝင်စားစရာပါ။